သူတို့ဟာအဲ့ဒီလူရဲ့ဝမ်ဘိုက်ထဲကနေအရှင်လက်လက်ငါးရှင်တကောင်ကိုဆွဲထုတ်ဖေးကြရပါတယ်အဲ့ဒီလူဟာဘိုက်ထဲမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားနေရတယ်ဆိုပြီးဆေးရုံကိုရောက်လာခဲ့တာပါဆရာဝန်တွေကသူ့ရဲ့ဝမ်ဘိုက်ကိုစမ်းသပ်ကြည့်တဲ့အခါမှာတော့ဘိုက်ကကြောက်ခဲလိုမျိုးတင်းပါနေတာကိုတွေ့ခဲ့ရပါတယ်ဘိုက်ထဲကိုကင်မရာသွင်းပြီးကြည့်လိုက်တဲ့အခါမှာတော့လှုပ်ရှားနေတဲ့ငါးရှင်တကောင်ကိုတွေ့လိုက်ရတာပါအချို့ကတော့ဒါဟာထူးဆန်းတဲ့ရိုးရာကုထုံတစ်ခုကြောင့်ဖြစ်နိုင်တယ်လို့ပြောကြပေမဲ့အဲ့ဒီငါးရှင်ကသူ့ဘိုက်ထဲကိုတကယ်တမ်းဘလို့ပုံစံနဲ့ရောက်သွားတယ်လဲဆိုတာကိုတော့သူကိုယ်တိုင်လည်းတစ်ခါမှထုတ်မပြောခဲ့ပါဘူးသူငွေချင်းကသူ့ကောင်းပေါ်မှာတင်ထားတဲ့ gas ဘူးကိုမြားနဲ့လှမ်းပစ်လိုက်ပါတယ်ဖြစ်ပုံကတော့သူဟာအမျိုးသားတွေရှိမင်းပါဝဲတဲ့ရေစီးတန်လေးလော်အဖွဲတွေကိုအသစ်ဝင်ထားတာဖြစ်ပြီးဒါဟာအဖွဲ့ဝင်သစ်အဖြစ်လက်ခံတဲ့စမ်းသပ်ပွဲတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကမူးနေကြတာကြောင့်မြားက gas ဘူးကိုမထိပဲသူ့ကိုတွားထိခဲ့တာပါမြားဟာသူ့ရဲ့ဥခေါင်းခွန်ကိုဖောက်ထွက်သွားတဲ့အခါကန်ကောင်းကျင်တော့အဓိကသွေးကြောကြီးတွေကိုတခုမှမထိပဲနောက်ဆေးဘက်ကကြီးပြန်ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်တစ်လျှောက်လုံးမှာသူဟာသတိမလိပဲရှိနေခဲ့ပါတယ်ဆရာဝန်တွေကတော့မြားကောင်းတစ်ဝိုက်ကိုလိုနဲ့ဖောက်ပြီးမှကျန်တဲ့မြားတံကိုတစ်ဖက်ကနေဆွဲထုတ်ပြီးကုသပေးခဲ့ရပါတယ်သူဟာမျက်စိတစ်ဖက်ဆုံးရှုံးခဲ့ရပေမဲ့ဦးနှောက်ထိခိုက်မှုတစုံတရာမရှိပဲအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်